မောင်းလေးကိုမှဒီမျိုးနဲ့ချက်ဒါအစင်းတဲ့နောက်တော့ကလက်မနဲ့ချက်အဲ့ဒါပြီးတော့မှစုံသွားတာစုံကြလို့ရှိရင်ခက်ပြီဒီလိုတစ်ချက်တည်းနောက်ဟိုနဲ့တွေ့ပါလိမ့်မယ်ဒီလိုစုံတစ်ချက်တည်းတတန်းထုတ်ထွက်ဖို့ဆိုတာခက်တယ်အဲ့ဒါပြီးတော့မှစုံထန်ဆွဲတယ်ဒါတွေပဲတိရမယ်စောင့်နေရတယ်နော်ကျွန်တော်ကတော့အခြေခံလက်ကျင့်ကိုတော်တော်လေးများများတင်တယ်နော်ပြီးတော့မှ3မင်ဆွဲလို့4မင်ဆွဲ3မင်ဆွဲဒီရတယ်တင်ရတယ်နောက်ပြီးလို့ရှိရင်ဒီ4မင်ဆွဲခေါ်တယ်ဥမာဖြင့်ကြီးစီဓမ္မနဲ့မှာဒီလိုတာသွားတာတွေကဒီမှာလေသင်ငယ်ပူးပြီးဒါ4ပင်ဆိုအဲ့ဒါဟိုတချင်းထဲမှာပါလာပြီဒါတွေသင်ထားတဲ့အခါကျတော့တချင်းတော့ဒီ